မင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ MCDM ရဲ့ပြည်တွင်းသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကိုင်းတိုင်းချင်းပြည်နယ်နဲ့ AR တိုင်းမှာစစ်ကောင်စီလေကြောင်းတိုက်ခိုက်အရက်သားအနည်းဆုံး3ဦးသေဆုံးပြီးနေအိမ်နဲ့ဘာသာရေးအဆောက်အအုံများပျက်စီးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းချင်းပြည်နယ်နဲ့ AR တိုင်းတွင်ဒီဇင်ဘာလ10ရက်နဲ့9ရက်ကစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာအရက်သားအနည်းဆုံး3ဦးသေဆုံးခဲ့ပြီးနေအိမ်ဘုံကြီးကျောင်းဆက်လီများထိခိုက်ပျက်စီးခဲ့ကြောင်းဒေတာသတင်းတွေရသိရပါတယ်။ဒီဇင်ဘာလ9ရက်မွန်လွဲတနင်္ဂနွေကချင်းတွင်းမြစ်တွင်မုတ်ထောရွာဂရိုးစိတ်ကန်းကိုလေရင်နဲ့ဘုံလေးလုံးရော့ကတ်နှလုံးပစ်ခတ်ခဲ့ရာအသက်30အရွယ်အမျိုးသမီးတူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအသက်အန္တရာယ်မစိုးရိမ်ရကြောင်းသိရပါတယ်။အလားတူချင်းပြည်နယ်ကံပက်လက်မြို့အထက်ဘက်ဟိုတယ်ဇုံတဝိုက်ကိုဒီဇင်ဘာလ9ရက်နေ့မွန်လွဲ12:15မိနစ်ခန့်မှစပြီး15မိနစ်အတွင်းလေကြောင်းတိုက်ခိုက်မှု8ကြိမ်ခန့်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေရာမှာအရက်သားနေမရှိတဲ့အတွက်ထိခိုက်သေးဆုံးမှုမရှိခဲ့ကြောင်းကံပက်လက်မြို့နယ်လူသားစာနာဘေးစီမံဌာနကအတည်ပြုထားပါတယ်။ဒါပြင်ဒီဇင်ဘာလ10ရက်ည7:00နာရီခွဲခန့်ကဗမော်မြို့တစ်ဖက်ကမ်းပါပေါင်းကျေးရွာနီ AR မြေကမ်းလျှောက်ကိုလေကြောင်းဖြင့်ပုံကျဲခဲ့ရာဆက်လေပိုင်ရှင်တူပွဲချင်းပြီးသေဆုံးခါ3ဦးဒဏ်ရာရရှိခဲ့ပြီးစီတင်တန်ကွန်တစီမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာလ9ရက်မိုးလပိုင်းကလည်းစစ်ဘေးရှောင်များနေထိုင်တဲ့လေးမျက်နှာမြို့နယ်လဲကုံကြီးကျေးရွာဘုန်းကြီးကျောင်းကိုပေါင်900ပုံ3လုံးကျဲချခဲ့ပေမဲ့လည်းပြည်သူများကြိုတင်တင်းရှောင်နိုင်ခဲ့တဲ့အတွက်ထိခိုက်သေးဆုံးမှုမရှိခဲ့ပေမဲ့လည်းကျောင်းဆောင်9လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးချောင်းမြို့နယ်မှာမြင်းကြံခြေဆိုင်ဒေါင်းနီ LPDF ခေါင်းဆောင်နဲ့မိသားစုဝင်4ဦးစစ်ကောင်စီတပ်ကဖမ်းဆီးဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းမြို့နယ်တွင်ဆေးကုသမှုခံယူဖို့တွားရောက်စဉ်မြင်းကြံမြို့နယ်ခြေဆိုင်ဒေါင်းနီ LPDF တပ်ဖွဲ့ခေါင်းဆောင်ကိုသာကျော်နဲ့ဇနီးတမတ်အပါဝင်မျိုးသား2ဦးစုစုပေါင်း4ဦးကိုစစ်ကောင်စီတပ်ကဒီဇင်ဘာလ3ရက်နေ့နေ့လယ်ပိုင်းမှာချောင်းဦးပခုတ်ကူလမ်းခွဲနေရာမှာဖမ်းဆီးခဲ့ကြောင်းစစ်လော်ဘီသတင်းချန်နယ်တွေအရသိရပါတယ်။ကိုသာကျော်ဟာစိုက်ကယ်တိမ်းမော်ပြီးဒဏ်ရာရရှိထားတဲ့အတွက်ချောင်းဦးမြို့ပေါ်ကိုဆေးကုသမှုခံယူဖို့တွားရောက်စဉ်ဖမ်းဆီးခံရတာဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူ4ဦးကိုအစပိုင်းမှာချောင်းဦးမြို့မှာရဲစခန်းမှာချုံနှောင်ထားခဲ့ပြီးဒီဇင်ဘာလ4ရက်နေ့မှာတော့မုံရလမ်းမခမှလာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီထောက်ခံ Telegram Channel တွေမှာဖမ်းဆီးရမိသူများထံမှကားတစ်စီးလက်နက်ခဲယမ်းနဲ့ဆက်ဆက်ပစ္စည်းချို့သိမ်းဆည်းရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။တပ်ဖွဲ့ခေါင်းဆောင်ဖမ်းဆီးခံရမှုကြောင့်ကြန့်ရှိတပ်ဖွဲ့များနဲ့စခန်းများရဲ့လုံခြုံရေးကိုလိုအပ်သလိုဆောင်ရွက်ထားပြီးဖြစ်ကြောင်းသိရပါတယ်ခင်ဗျာ။အခုတခါမျိုးသစ်နယ်မြေကတော်လိုင်းတပ်ဖွဲ့3ဖွဲ့ပေါင်းပြီးဗေဒနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဦးစီးတပ်ဖြစ်ဖွဲ့စည်းတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းရှေချမ်းနမောက်မြို့နယ်မျိုးသစ်နယ်မြေမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့3ဖွဲ့ပေါင်းပြီးဗေဒနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဦးစီးတပ်ဖြစ်ဖွဲ့စည်းလိုက်တယ်လို့ပူးပေါင်းပါဝင်တဲ့တပ်တွေကတရားဝင်ထုတ်ပြန်လာပါတယ်။မျိုးသစ်နယ်မြေကတော်လိုင်းတပ်တွေဖြစ်တဲ့ကျက်တဲ့တပ်ဖွဲ့ဂျိုးယာနီတပ်ဖွဲ့နဲ့ဝမ်ဘလီတပ်ဖွဲ့တို့အခုနှစ်ဇူလိုင်လ9ရက်နေ့ကစပြီးဗေဒနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဦးစီးတပ်ဖြစ်ဖွဲ့စည်းလိုက်တာကိုအတည်ပြုလာတာဖြစ်ပါတယ်။အမျိုးသားရေးတာဝန်ကိုထမ်းရွက်ရင်းပုံမခိုင်မာအားကောင်းတဲ့စီးလုံးညီညွတ်မှုနဲ့ဆက်လက်တိုက်ပွဲဝင်နိုင်မှုအတွက်တပ်ဖွဲ့တစ်ခုတည်းဖြစ်အောင်ပေါင်းစည်းလိုက်တာလို့ဆိုပါတယ်။အခုလိုပေါင်းစည်းလိုက်တာဟာပြန်ကျဲနေတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေတစုတစည်းတည်းဖြစ်စေဖို့ပုံမချစ်လက်ပြီးစစ်စည်းကမ်းကောင်းမွန်တဲ့တော်လိုင်းတပ်ဖွဲ့ဖြစ်စေဖို့ဖက်စစ်စစ်အုပ်စုကိုပုံမထိရောက်စွာတိုက်ခိုက်ချေမှုန်းနိုင်မဲ့စစ်ရေးမဟာဗျူဟာတွေချမှတ်အကောင့်ထဲပေါ်နိုင်မှုနဲ့ပြည်သူတော်လှန်ရေးတိုက်ပွဲအောင်မြင်တဲ့အထိဇွဲမလျှော့ပဲရှေ့ဆက်ချီတက်နိုင်ဖို့အဓိကရည်ရွယ်တယ်လို့ရှင်းပြပါတယ်။ပေါင်းစည်းလိုက်တဲ့စီအိုစီတပ်အနေနဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့ Federal Democracy ရရှိရေးရည်မှန်းချက်ကိုစဉ်ဆက်မပြတ်ထမ်းဆောင်သွားမှာဖြစ်ကြောင်းကြေညာပြုထားပြီးပြည်သူလူထုတရလုံးအနေနဲ့လည်းအရေးတော်ပုံအောင်မြင်တဲ့အထိဆက်လက်ပံ့ပိုးကူညီပေးကြဖို့မြစ်တာရက်ခံထားပါတယ်ခင်ဗျာ။အခုတခါတင်ဆက်ပေးချင်တာကတော့နတ်တလင်းမြို့နယ်မှာစစ်ကောင်ရှင်ဒရုန်းတစ်စီးပြတ်ကျပြီးတော်လိုင်းတပ်ဖွဲ့မှတွားရောက်သိမ်းယူတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပဲခူးတိုင်းနတ်တလင်းမြို့နယ်မှာပြည်သူတွေကိုဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်ရှင်တပ်ရဲ့ဒရုန်းတစ်စီးပြတ်ကျခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဘက်ကတွားရောက်ကောက်ယူသိမ်းဆည်းခဲ့တယ်လို့ပဲခူးရိုးမှ PDF Viewer 22ကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ10ရက်နေ့လယ်2နာရီခွဲကမှစစ်ကောင်ရှင်တပ်ကကျိုးပင်သာရွာတိုက်ကနေတရက်ပင်ကံရိုးရွာဘက်ကိုဒရုန်းလွှတ်တင်ကကျေးရွာနေပြည်သူများကိုပြစ်မှတ်ထားဘုံကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ပထမတစ်ကြိမ်ဘုံကျဲချခဲ့ပြီးဒုတိယအကြိမ်ဘုံကျဲချစဉ်မှာဒရုန်းပြတ်ကျခဲ့တာဖြစ်ပြီး PDF 3831တပ်ရင်းတက်ခွဲ4တက်ခွဲ6တက်ခွဲ9နဲ့တပ်ရင်းဒရုန်းတပ်ဖွဲ့မှတွားရောက်ကောက်ယူသိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ6ရက်နေ့ကလည်းအရက်သားပြည်သူများနေထိုင်တဲ့ကြေးရွာများတွေကိုစစ်ကောင်ရှင်တပ်ကပါရာမော်တာနဲ့ဘုံကျဲချတိုက်ခိုက်ခဲ့ပြီးကြေးရွာနေပြည်သူတို့ချို့ထိခိုက်ဒေဆုံးခဲ့ရပါသေးတယ်ခင်ဗျာ။ဆက်လက်ပြီးပဲခူးတိုင်းဗရောင်းမြို့နယ်မှာစကခ10စစ်ကူစစ်ကြောင်းနဲ့
AA တိုက်ပွဲပြင်းထန်ပြီးစစ်သား9ဦးသေဆုံးက2ဦးကိုရှင်ဖမ်းဆီးရမိပြီးလက်နက်ခဲများသိမ်းဆည်းရမိတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပတောင်းမြို့နယ်ကပ္ပစ16ဘတ်မှ6လုံးပွိုင်ကုန်းဘက်ကိုစစ်ကူလာတဲ့စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်စကခ10လက်အောက်ခံတပ်ရင်းများနဲ့အာရခတပ်တော် AA ကြားဒီဇင်ဘာလ10ရက်မနက်10:00နာရီခန့်မှစပြီးတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ရာစစ်သား9ဦးကြာဆုံးခဲ့ပြီး2ဦးကိုရှင်ဖမ်းဆီးရမိခဲ့ကြောင်းမြေရင်စရာသတင်းဌာနကဖော်ပြထားပါတယ်။တိုက်ပွဲတွင်လက်နက်ခဲယမ်းနဲ့စစ်သုံးဆောင်ပစ္စည်းများအများပြားသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။6လုံးပွိုင်ကုန်းအား AA ကအော်တိုဘာလ14ရက်နေ့ကသိမ်းပိုက်ခဲ့ပြီးနီးပြူဟာအရဆုတ်ခွာပေးခဲ့ရာစစ်ကောင်စီတပ်ကလေကြောင်းနဲ့မြေပြင်ပစ်ကူများဖြင့်ပြန်လည်ဝင်ရောက်နေရာယူထားတယ်လို့သိရပါတယ်။ AA ကအဲ့ဒီကုန်းပတ်ဝန်းကျင်ကိုပိတ်ဆို့ထားပြီးစစ်ကူစစ်ကြောင်းများကိုဖျက်ထောက်ထားတဲ့အတွက်စစ်ကောင်စီတပ်ဘက်မှအကြီးအကျယ်ထိခိုက်နေတာနေကြောင်းသိရပါတယ်။ဒါ့အပြင်မကွေးတိုင်းဝင်ပေါက်နိုင်ရီကန်တောင်လေကြောင်းရန်ကာကွယ်ဗျူဟာစခန်းမှလွတ်တင်လိုက်တဲ့ခဲယမ်းပုံးသည့်အစုံတင်ဆောင်ထားတဲ့တိုက်ခိုက်ရေးဒရုန်းအကြီးစားတစ်စင်းကို AA ကဂျမ်မာနဲ့ဖျက်ချနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်ဟာနိုင်ရီကန်ဗျူဟာကိုကုန်းလမ်းမှစစ်ကူမရောက်နိုင်တဲ့အတွက် Y8 Y12 လေယာဉ်များနဲ့နေ့စဉ်စားနပ်ရိက္ခာခဲယမ်းများပစ်ချပေးနေရတယ်လို့သိရပါတယ်။လက်ရှိတိုက်ပွဲတွေဟာရခိုင်ပဲခူးအဆက်မြင့်မှပဲခူးတိုင်းတွင်းသို့နက်နက်ရှိုင်းရှိုင်းဝင်ရောက်လာပြီဖြစ်ကြောင်း AA နဲ့နှီးစပ်သူများကပြောဆိုထားပါတယ်ခင်ဗျာအခုတခါအကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့်နိုဝင်ဘာလအတွင်းအမျိုးသမီး52ဦးသေဆုံးခဲ့ရတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့်နိုဝင်ဘာလအတွင်းအမျိုးသမီး52ဦးသေဆုံးခဲ့ရတယ်လို့မြန်မာအမျိုးသမီးသမဂ္ဂ Burmese Women's Union BWU ကဒီဇင်ဘာလ9ရက်မှာထုတ်ပြန်လာပါတယ်။တရားမဝင်အကြမ်းဖက်စစ်အုပ်စုဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အာဏာသိမ်းဖို့ကြိုးပမ်းချိန်ကစပြီး9နှစ်နီးပါးကာလအတွင်းစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်များအပေါ်အမျိုးမျိုးသောရာဇဝတ်မှုများလူ့ခွင့်ရေးချိုးဖောက်မှုတွေကိုညီမျိုးစုံနဲ့ကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။အခုနှစ်နိုဝင်ဘာလမှာဆိုရင်လည်းစစ်အုပ်စုဟာလေကြောင်းတိုက်ခိုက်မှုတွေကိုအရင်လတွေကထပ်ပုံမှုအသုံးပြုပြီးအကြမ်းဖက်လုပ်ရက်တွေကိုတွင်တွင်ကျယ်ကျယ်လှုံ့ဆော်ခဲ့တာကြောင့်အမျိုးသမီး52ဦးသေဆုံးခဲ့ရတယ်လို့ရှင်းပြထားပါတယ်။အခုနှစ်နိုဝင်ဘာလထဲမှာထူးခြားဖြစ်စဉ်ရဆိုရင်နိုဝင်ဘာလ4ရက်နေ့ကတန်တောင်ကြီးမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဘီရင်တောင်တနန်းကျောင်းကစစ်သားတွေနဲ့124တရင်ကစစ်သားတွေစနေကုန်းရွာကအသက်18နှစ်အရွယ်မျိုးသမီးငယ်ကိုစစ်သား3ဦးကအုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီးတပ်ဖြတ်ခဲ့တာနဲ့နိုဝင်ဘာလ9ရက်နေ့ကရခိုင်ပြည်ပုံနာကျုံမြို့နယ်ကအောင်ပြူပြင်ရွာနဲ့ရိုးတရုတ်ရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး4ဦးသေဆုံးခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြန်မာမျိုးသမီးသမဂ္ဂမျိုးသမီးမှတ်တမ်းနဲ့သုတေသနလုပ်ငန်းစဉ်အနေနဲ့အခုထုတ်ပြန်လိုက်တဲ့အချက်လက်တွေဟာတိကျခိုင်လုံတဲ့သတင်းမီဒီယာအချက်လက်တွေနဲ့မြေပြင်ကရတဲ့အချက်လက်တွေကိုစုဆောင်းမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ပဋိပက္ခကာလအတွင်းမြန်မာမျိုးသမီးများရဲ့ရဲရင်မှုနဲ့ရှင်သန်မှုတွေဟာတရားမျှတမှုနဲ့ဒဏ်တူညီမျှမှုအတွက်ထင်ဟပ်တဲ့အတန်တကူဖြစ်ခိုင်မာစွာရပ်တည်နေတယ်လို့မြန်မာမျိုးသမီးသမဂ္ဂ Burmese Women's Union BWU ကထုတ်ပြန်ထားပါတယ်ခင်ဗျာဆက်လက်ပြီးနိုဝင်ဘာလအတွင်းအလင်းဝင်လက်နက်ချစစ်တုံးပန်းဖမ်းဆီးခံရတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်192ဦးရှိခဲ့တဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်2025ခုနှစ်နိုဝင်ဘာလအတွင်းမှာအလင်းဝင်ပူပေါင်းလက်နက်ချစစ်တုံးပန်းဖြစ်ဖမ်းဆီးခံရတဲ့စစ်ကော်မရှင်တပ်သားရဲနဲ့ပြည်သူ့စစ်အဖွဲ့ဝင်စုစုပေါင်း192ဦးရှိခဲ့တယ်လို့ပြည်သူ့ပန်းတိုင်ကထုတ်ပြန်ထားပါတယ်အလင်းဝင်စစ်သား62ဦးနဲ့ရဲ2ဦးရှိခဲ့ပြီး၎င်းတို့တွေက32ဦးဟာအဓမ္မစစ်မှုထမ်းဥပဒေနဲ့စုဆောင်းထားတဲ့တပ်သားသစ်များဖြစ်ကြတယ်လို့ဆိုပါတယ်စစ်တုံးပန်းဖြစ်ဖမ်းဆီးခံရသူ128ဦးထိရှိခဲ့ပြီးစစ်မှုထမ်းတပ်သားသစ်30ဦးအပါအဝင်စစ်သား119ဦးနဲ့ပြည်သူ့စစ်ပြူစော်တီ9ဦးတို့ဖြစ်ကြပါတယ်ပြည်သူ့ပန်းတိုင်မှာကောက်ယူထားတဲ့စာရင်းတွေအရ2025ခုနှစ်ဇန်နဝါရီလမှနိုဝင်ဘာလအထိအလင်းဝင်ပူပေါင်းလက်နက်ချနဲ့စစ်တုံးပန်းစုစုပေါင်း2438ဦးထိရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အတန်တိတ်တပိတ်မှာပါဝင်ဖို့ရန်ကုန်မြို့လယ်မှာလှုပ်ရှားမှုပြုလုပ်တဲ့သတင်းပဲဖြစ်ပါတယ်။အာဏာသိမ်းစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့နဲ့အတန်တိတ်တပိတ်မှာပါဝင်ကြဖို့နှိုးဆော်တဲ့အနေနဲ့ရန်ကုန်လူထုတပိတ်ဖွဲ့ကရန်ကုန်မြို့လယ်ကစုလေလူကူတရာနီမှာလှုပ်ရှားမှုတစ်ခုဒီဇင်ဘာလ9ရက်မှာပြုလုပ်ခဲ့ပါတယ်။စုလေလူကူတရာနီမှာရှိတဲ့အမိုက်ပုံးတစ်ခုဘေးမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဖို့နဲ့ဒီဇင်ဘာလ10ရက်မှာလုံမဲ့အတန်တိတ်တပိတ်အကြောင်းသတိပေးထားတဲ့ဗုဒ္ဓခုထောင်ပြီးလှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဓာတ်ပုံထဲမှာအမိုက်ပုံးသည်အထူးရောင်ရွေးကောက်ပွဲဤမဲပုံးများကိုရည်ရွယ်ခြင်းဖြစ်သည်လို့ရန်ကုန်လူထုတပိတ်ဖွဲ့ကအသိပေးထားပါတယ်။အကြမ်းဖက်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမဲပုံးများမှာပြည်သူလူထုထောက်ခံမှုမရှိတဲ့အထူးရောင်ရွေးကောက်ပွဲဝင်ပြည်သူ့ချင်ဘက်ကိုယ်စားလှယ်လောင်းများသို့မဟုတ်သုံးစားမရတဲ့ပြည်ပြက်အမိုက်များသာစုပုံစွပ်ပစ်ခံထားရမယ့်အမိုက်ပုံးများလို့မှတ်ယူရမှာဖြစ်ကြောင်းရန်ကုန်လူထုတပိတ်ရဲ့သဘောထားကိုပြည်သူ့ဆန္ဒနဲ့အညီထုတ်ပြန်ကြေညာအပ်ပါသည်လို့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးလဲရှင်းပြထားပါတယ်။ဒီလှုပ်ရှားမှုဟာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ဒီဇင်ဘာလ10ရက်မှာလုံမဲ့အတန်တိတ်တပိတ်မှာပြည်သူတရလုံးပူးပေါင်းပါဝင်ဖို့နဲ့
အထူးရောင်ရွေးကောက်ပွဲအလွန်မှာလဲပုံကန်အန်တုမှုရှိမှလွတ်မြောက်မှုအစ်စ်ကိုရမယ်ဆိုတာသိစေဖို့သတိပေးလှုံ့ဆော်တာဖြစ်တယ်လို့ရန်ကုန်လူထုတပိတ်ကအသိပေးထားပါသေးတယ်။ဒီဇင်ဘာလ10ရက်မှာကြာရောက်မယ်ပြည်ပဆိုင်ရာလူခွင့်ရေးနေ့မှာတနိုင်ငံလုံးအတိုင်းအတာနဲ့အတန်တိတ်တပိတ်လုပ်ဖို့တော်လိုင်းအင်အားစုတွေကနှိုးဆော်ထားပြီးပြည်သူအလုံးပါဝင်နိုင်ဖို့အတန်တိတ်တပိတ်ကိုမနက်10:00နာရီကနေညနေ3:00နာရီထိပြုလုပ်ဖို့စီစဉ်ထားပါတယ်ခင်ဗျာ။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပေါင်းမြို့နယ်ကနေရဲစွန့်ခွာထွက်ပြေးနေရတဲ့စစ်ရှောင်း2000နီးပါးအရေးပေါ်အကူအညီလိုအပ်နေတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မကွေးတိုင်းပကုတ်ကူခရိုင်ပေါင်းမြို့နယ်ကိုစစ်အုပ်စုကစစ်ကြောင်းထိုးလာတာကြောင့်ဒေသခံတွေဟာဒီဇင်ဘာလ3ရက်နေ့ကနေဒီကနေ့ထိနေရဲစွန့်ခွာထွက်ပြေးနေကြရတယ်လို့စစ်ဘေးရှောင်အရေးကူညီနေသူတွေကပြောပါတယ်။ပေါင်းမြို့နယ်ခြေဆိုင်ကာကွယ်ပစ္စည်းစက်ရုံကပ္ပစ24ကနေအင်အား150နီးပါးပါတဲ့စစ်ကြောင်းဟာကြေးရွာတွေနီးမှာတက်ဆွဲနေတာကြောင့်ချောင်းကူရွာနဲ့ပြမရွာကအိမ်အောင်စု458စုစစ်ရှောင်း1900နီးပါးဟာတောတောင်တွေထဲမှာစစ်ဘေးရှောင်နေကြရတယ်လို့ဆိုပါတယ်။စစ်ကြောင်းတွေကြောင့်စိုက်ပျိုးထားတဲ့လေယာသီးနှံတွေကိုအချိန်မီမရိတ်သိမ်းနိုင်တော့ဘဲတောတောင်တွေထဲမှာဖြစ်သလိုနေထိုင်နေကြရတယ်လို့သိရပါတယ်။စစ်ရှောင်းတွေထဲမှာအသက်အရွယ်ကြီးသူတွေနဲ့ကလေးသူငယ်တွေပါဝင်နေတယ်လို့ဆောင်းတွင်းကာလဖြစ်တာကြောင့်အနှွေးတယ်နဲ့မိုးကာတွေလည်းအရေးပေါ်လိုအပ်နေတယ်လို့ပေါင်းမြို့နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကလည်းထုတ်ပြန်ထားပါတယ်။အခုကာလဟာဆောင်းကာလဖြစ်တာကြောင့်တောတောင်တွေထဲမှာစစ်ရှောင်နေရသူလိုအပ်နေတဲ့အမိုးကာဆောင်းတဲ့ခြေထောင်တွေကူညီပေးကြဖို့ပေါင်းမြို့နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကမြစ်တာရက်ခံထားပါတယ်ခင်ဗျာအခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုကိုတစ်လူလေးနဲ့ခါဆယ်တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာ MCDM ဆိုတဲ့သတင်းမီဒီယာ page ဖြစ်ပါတယ်ဒီသတင်းမီဒီယာ page မှာအဓိက run နေတဲ့လူတွေကတော့အရင်နိုင်ငံတော်ပိုင်သတင်းဌာနတွေကနေ CDM လုပ်ပြီးတော့ပြည်သူတွေအတွက်ရည်တည်နေတဲ့ CDMers အများစုရဲ့ပြီးတော့မြေပြင်မှာရှိနေတဲ့မြန်မာနိုင်ငံအနှံ့အပြားမှာကမ္ဘာအနှံ့အပြားမှာရှိနေတဲ့ပညာရှင်အသိပညာရှင်အတတ်ပညာရှင်စသဖြင့်တကယ် professional တွေအားလုံးစုစည်းပြီးတော့မှတင်ဆက်နေတဲ့သတင်းဌာနတစ်ခုဖြစ်ပါတယ်ပြည်သူတွေရဲ့အတန်အဆက်မှန်မြေပြင်မှာဖြစ်နေတဲ့ပကတိအခြေအနေအားလုံးကိုအမှန်တရားအတိုင်းအများပြည်သူသိအောင်ကမ္ဘာသိအောင်တင်ဆက်ပေးနေတဲ့မီဒီယာဌာနတစ်ခုဖြစ်ပါတယ်အရင်ကတော့ဝန်ကြီးဌာနတစ်ခုအောက်မှာတာဝန်ထမ်းဆောင်နေရင်းနဲ့ reform လုပ်တဲ့အချိန်မှာဝန်ကြီးဌာနလည်းမရှိတော့တဲ့အချိန်မှာဒီမိသားစုတွေကပဲဒီ MCDM ဆိုတဲ့နာမည်နဲ့ဆက်ပြီးတော့တိုက်ပွဲဆက်ဝင်ကြမယ်ပြည်သူတွေအတွက်ဆက်လက်ရည်တည်ကြမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ဆက်လုပ်ကြတာဖြစ်ပါတယ်ဆိုတော့ဒီ MCDM ဆိုတဲ့သတင်းဌာန page လေးကိုကျွန်တော် comment မှာလည်း link ချထားပေးပါမယ်ထုံးစံအတိုင်း like comment react ပြီးရင် page မှာ review လေးတွေရေးပေးခြင်းအဖြစ်ဝန်းရံပေးကြဖို့အတွက်ကိုတောင်းဆိုဖိတ်ခေါ်ချင်တာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်